မိခင်တို့ပဲတတောင်းနိုးဘူးပဲတတောင်းဘီဘီလေးတွေမှာကြုံတွေ့ရတဲ့ပြဿနာတွေတစ်ခုရှိတယ်အဲ့ဒါကကြတော့နိုးတောက်တာများပြီးတော့ကလေးလေးရဲ့ရှာမှာနိုးဂျိုးတွေတက်နေတဲ့အချိန်ဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီအချိန်မှာမိမိတို့ကဘာလို့နိုးမတောက်လဲဆိုတော့အများကြီးတွေစဉ်းစားနေတာနောက်ဆုံးကိုလို့ရမှာတခုတည်းပဲအဲ့ဒါကဘာလဲဆိုရင်ကလေးရဲ့ရှောင်းတန်ရှင်းလုပ်ပေးရမှာဖြစ်ပါတယ်ကလေးရဲ့အရင်နှုတ်နေတဲ့ဒီရှာကိုဘလို့ပုံစံနည်းနဲ့တန်ရှင်းလုပ်မလဲတန်ရှင်းရတော့ဘလို့ပစ္စည်းတွေနဲ့သုံးရမလဲဆိုရင်ကျမစီမှာတန်ရှင်းလုပ်မဲ့ပစ္စည်းအမျိုးအစား၃ခုခွဲပြီးတော့မှရှင်းပြပေးပါမယ်ပထမဆုံးကကြတော့ဒီလိုမျိုးအရင်နှုတ်ညက်တဲ့ oral cleanser ဂွန်းတန်လေးပဲဖြစ်ပါတယ်နောက်တစ်ခုဒါလေးကကြတော့cotton pad flow ဟာမျိုးလေးပေါ့နော်ဒါကကြတော့ tissue ဖက်လေးနဲ့လုပ်ထားတဲ့ဒီလိုမျိုးတန်ရှင်းလုပ်မဲ့ပစ္စည်းရှိရဲနောက်တစ်ခုကကြတော့ဒီလိုမျိုး silicone sharpot တန်ဆိုပြီးတော့မှအမျိုးအစား၃မျိုးနဲ့တန်ရှင်းလုပ်လို့ရပါတယ်ဒီ၃မျိုးထဲမှာသုံးရတာအလွယ်ကူဆုံးနဲ့တပူးဝယ်လိုက်တာနဲ့တလားတိတိသုံးအောင်မဲ့ဒီလိုမျိုးအချောင်း30ပါတဲ့ oral cleanser လေးထပ်မှတ်ပြီးတော့မိတ်ဆက်ပေးချင်ပါတယ်ဒါလေးကကြတော့ urea dodo left ကထွက်တဲ့ဂွန်းတန်လေးပါနောက်တစ်ခုဒါလေးက data asla နေထွက်တဲ့ဂွန်လိတ်တန်လေးပါဒါလေးကကြတော့တရုတ်ကဝင်တဲ့ဂွန်လိတ်တန်လေးဆိုပြီးတော့မှ၃မျိုးရပါမယ်အဲ့တော့သူကတပူးဝယ်ရင်တစ်လသုံးเนาะအဲ့တော့ဒါကိုမသုံးအသုံးမပြုခင်မှာကျမတို့ကဒီထဲမှာဆိုရင်တစ်ခါသုံးအချောင်းလေးပါတယ်တစ်နေ့တစ်ခုသုံးရင်ရတယ်တန်းကလေးเนาะအဲ့တော့တစ်ချောင်းကိုထုတ်လိုက်မယ်ဖောင်းလိုက်မယ်ဖောက်ပြီးတော့ရှိဒီတိုင်းအချောင်းလိုက်ကြီးကိုဒီကလေးကတွင်းထဲကိုမထည့်ပါနဲ့ဘာလို့လဲဆိုတော့ကလေးရဲ့ကတွင်းနဲ့ရှာလေးအရင်နှုတ်နေတာဖြစ်တဲ့ကိုဒီဟာကိုအသုံးပြုခင်မှာရေကြစ်အေးသူမဟုတ်ရေနွေးနောက်တစ်ခုကကျတော့တန်ရှင်းသောရေပေါ့နော်ရေတန့်တယ်မှာတစ်ချက်လောက်သူ့ကိုရင်းနေစိတ်လိုက်မယ်စိတ်ပြီးတော့မှကလေးရဲ့ရှာနဲ့ဒီကတွင်းရဲ့ပြီးလို့ရှိရင်နှခမ်းတွေဒီသဖုံးတွေကိုအကုန်လုံးကိုတန်ရှင်းလုပ်ပေးရမှာဖြစ်ပါတယ်အဲ့လိုမျိုးနေတိုင်း cleansing လုပ်ပေးမယ်ဆိုလို့ရှိရင်ကလေးကနိုးမဆိုးစရာအကြောင်းမရှိဘူးအဲ့တော့ရှာကတန်ရှင်းနေမယ် green ကတန်ရှင်းနေမယ်ဆိုလို့ရှိရင်ဘီဘီလေးကမိခင်နိုးပဲဖြစ်ဖြစ်နိုးဘူးပဲဖြစ်ဖြစ်ဝဝလေးလေးနဲ့တောက်နိုင်မှာဖြစ်ပါတယ်ရှင်ဒီလိုမျိုးပစ္စည်းလေးတွေကလိုအပ်တာဖြစ်လို့မိမိတို့တကယ်လို့မှားချင်တယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ online ဘက်ကနေလည်း TikTok Facebook Viber Messenger တို့ကလည်းဝယ်ယူလို့ရတယ်လို့ဆိုင်မှာလည်းကိုယ်တိုင်ကိုယ်ကြားကြည့်ပြီးတော့လာရောက်ဝယ်ယူလို့ရပါတယ်ဆိုင်မှာလာဝယ်မဲ့ customer တွေက Usna Plaza နဲ့ Usna လေးခဏမှာလည်းထားရဲ့ဆိုင်မှာလာရောက်ဝယ်ယူလို့ရပါတယ်ရှင်